Okay အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ဒီအရစ်ချနဲ့ပတ်သက်ပြီးတော့เนาะဒီကျွန်တော်ထပ်ပြီးတော့သုံးလုံးထည့်ရပြပါမယ်အရင်ဆုံးဒီ dry mini ကိုကျွန်တော်ရေးပြမယ်เนาะ dry mini ကတော့20ရာခိုင်နှုန်းကနဦးပေးငွေပေါ့เนาะ20ရာခိုင်နှုန်းကနဦးပေးငွေက3,800 20ရာခိုင်နှုန်း3,800ကနဦးပေးငွေပေးသွင်းရုံနဲ့ dry mini ကိုရပါပြီ20ရာခိုင်နှုန်းကနဦးပေးငွေပေါ့နော်ဒီထက်ပိုပေးချင်ရင်တော့အတိုးလေးနည်းသွားမှာပေါ့နော်ဆိုတော့ dry mini ကနဦးပေးငွေ3,800နဲ့ dry mini ကိုပိုင်ဆိုင်နိုင်ပါပြီဆိုတော့နောက်တစ်လုံးကကြတော့30 mini ပေါ့နော်30 mini mini ကြိုက်တဲ့လူတွေတော့ပေါ့နော်ဒါဒီဗီဒီယိုကတော့ဒီ site တေးကြိုက်တဲ့လူတွေတော့ပေါ့ဆိုတော့73ကကြတော့73 mini ကကြတော့Okay, so 20ခိုင်နှုန်းဘယ်လောက်ကြမလဲဆို2,240,000ပေးသွင်းရုံနဲ့ကနဦးပေးငွေ20ရာခိုင်နှုန်း2,240,000ပေးသွင်းရုံနဲ့30 mini ကိုပိုင်ဆိုင်နိုင်ပါပြီဆိုတော့30 mini เนาะအလုံးကောင်း offline တက်เนาะဒီ dry mini ကတော့ body နည်းနည်းလျော့မယ်73ကတော့73 mini ကအလုံးတော်တက်တယ်ဆိုတော့ mini လေးတွေတော့ချစ်စရာလေးပြတော့ချစ်ဖို့ကောင်းတယ်အဓိကsite တေးကြိုက်တဲ့လူတွေအတွက်တော့အဆင်ပြေပါတယ်ဒီနေရာလေးဆိုတော့လည်းမိုက်တယ် body နည်းနည်းပဲလျော့မှာပေါ့နော် body လျော့မယ်ဆိုတော့73 mini ကတော့အလုံးတက်တယ်နော်ဆိုတော့အဲ့ဒီထဲမှာကျွန်တော် dry pro ကတော့ဒီ one feeling ပေါ့နော်ဒီမှာ30 mini ထပ်ဆိုင်ကြည့်မယ်သူကတော့ mini တော့မဟုတ်ဘူးဒီက one feeling ပုံမှန် site ပေါ့နော် dry pro ကဘာဖြစ်လဲဆိုရင်ဒီမှန်မှမဲဆက်သေးလေးတစ်ဆက်ပါတယ်တော့သေးတယ်အဲ့ဒါလည်းကျွန်တော်ဆိုင်ကိုလာတဲ့လူတွေကျွန်တော်လိုက်ပြပေးမှတွေ့ရတဲ့အနေထားပေါ့နော်ဒီ error မပြောမနဲ့ရောင်းလဲရဒါပေမဲ့ကျွန်တော်ပြောပြရတယ်ဆိုတော့ဒီမင်းဆက်သေးလေးဖုံဆက်တော့ပဲရှိတယ်အဲ့ဒါလည်းတစ်ဆက်ပါလို့ကျွန်တော်စီအများကြီးရှော့တာပေးတယ်ဆိုတော့ဒီကောင်ကကနုပေးမယ်ဘယ်လောက်လဲရမလဲဆိုရင်20ရာခိုင်နှုန်းကနုပေးငွေ2,600,900ပေးသွင်းရုံနဲ့2,600,900ပေးသွင်းရုံနဲ့ဒီ iPhone 12 Pro Graphite အလုံးကောင်းတယ်အလုံးတက်တယ်ဆိုတော့ကျွန်တော်ပြောတယ်မန်ဆက်ဆိုဖုံဆက်လေးပဲတော်တော်သေးတယ်ငယ်လေးများမဲဆက်တော့တော်တော်သေးတယ်ပြမှာတွေ့ရမယ်အနေထားပြဿနာမရှိဘူးဆိုတော့အဲ့တော့ကြီးမမဟုတ်ပေါ့နော်ဈေးအများကြီးရှော့တာပေးတယ်ဆိုတော့ကနုပေးငွေ2,600,900ပေးသွင်းရုံနဲ့ iPhone 12 Pro ကိုပိုင်ဆိုင်နိုင်ပါပြီဆိုတော့ကဲအရေးကြတော့ကနုပေးငွေတော့တော်တော်တက်တာတယ်ဆိုတော့ဒါလာစင်ကြီးကိုပဲကိုဒီတတ်မှတ်ထားတဲ့နှုန်းတစ်ခုတော့ပေးရမှာပေါ့နော်အတူရအတိုးတစ်ခုတော့ရှိတာပေါ့ဆိုတော့အရေးကြရှောက်မယ်ဆိုရင်ကျွန်တော်ပြောနေကြတဲ့အတိုင်းပဲမှတ်ပုံတင်မှုရင်ရှောက်မယ်တူရမှတ်ပုံတင်မှုရင်လိုပါတယ်ပြီးတော့အိမ်အောင်စုရှင်လူချင်းလိုပါတယ်ရက်ွက်ထောက်ခံစာနေတိုင်းကြောင်းထောက်ခံစာလိုပါတယ်ဆိုတော့ဒီ၃ချက်မမှန်ကန်ချက်လက်ပြည့်စုံနေဆိုရင်တော့အရေးကြရှောက်လို့ရပါပြီဆိုတော့ရေးချက်ရှောက်ချင်တယ်ဆိုရင်ဆိုင်လာခဲ့ကြပါဆိုတော့အသေးစိတ်သိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုလည်းဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာနောက်ထပ်3လုံးကျွန်တော်ထပ်ပြီးတော့ရိုက်ပြပေးပါမယ်ဆိုတော့ကဲအေးကြရှောင်းမယ်ဆိုဆိုင်လာခဲ့ကြပါ good luck ခံကောင်းပါစေ